ဒါကျွန်တော်သုံးတဲ့ပဲချိန်ရလို့ထိုက်ပြပြလိုင်းမှာတက်အောင်နဲ့ထိုင်ရကောင်ဘာလို့စစ်တပ်ဝင်လာရင်နဲ့ရွာထဲမှာပြေးရတယ်တဲ့လှောရတယ်တဲ့အဲ့ကောင်တော့မသိဘူးကျွန်တော်တာဝန်ထမ်းဆောင်လာ3နှစ်တည်းမှာတော့ပိတ်မိရလူတွေအများကြီးပဲကိုချင်းစားကိုစားရမယ်ရိတ်ခါတွေရတာကိုတိုင်းမစားရဘဲနဲ့ကျွေးခဲ့တယ်ကျွန်တော်ရေတောက်တယ်ချောင်ပိတ်နေတဲ့ပြည်သူလူထုတွေကျွန်တော်တို့ပေါ့ကိုစားရမယ်အသားတုံးလေးတော့ကိုမစားရဘူးကျွန်တော်တို့အဲ့လိုမျိုးဗျာငပိနဲ့စားခဲ့တော့ကျွန်တော်တို့ထမင်းရေတောက်ပြီးစစ်တိုက်တယ်ဗျာရသားရေကျူထောင်ထားတယ်တိုက်ပွဲဖြစ်ခဲ့ရင်သူတို့ဟိုပြေးပါဒီပြေးပါမပြေးခင်လုံခြုံတဲ့နေရာမှာထားတယ်တပေချင်း9မိုင်မှာဆိုရင်ပိတ်မိရဲ့ပြည်သူတွေအများကြီးပဲဒီပြည်ဦးလင်ရတို့ပြည်ဦးလင်နှီးဖျားနာတို့နားနေမန်းလေးမြို့ဝါလို့ကျွန်တော်ကိုယ်တိုင်ပဲဗျာလာစာလေး3သိန်းကျော်တယ်နဲ့ကျွန်တော်လမ်းစီတွေပဲထောက်ပံ့ပြီးကျွန်တော်ကိုယ်တိုင်ပဲပြည်သူလူတွေကိုလာစာလိုက်နဲ့ထောက်ပံ့ပြီးပြန်လွတ်ခဲ့တယ်ဒါကျွန်တော်ရဲ့လက်တွေ့ဘဝကိုကြုံခဲ့ရတာပေါ့ကျွန်တော်စစ်သားတွေမှာတက်ချင်တိုင်းတက်လို့မရဘူးပြည်သူလူကျွန်တော်ပြည်သူလူပဲကျုံဝင်ရမယ်ကျုံဝင်20ပါးရှိတယ်နောက်စစ်တီတယောက်တိုင်းကျုံဝင်ရမယ်ကျုံဝင်အပါး60ရှိတယ်အဲ့ဒါတွေကိုလိုက်နာရတယ်ကျွန်တော်တို့မှာပြောမတော့ကျွန်တော်တို့မစော်ကားဘူးကျွန်တော်တို့တံမတော်မစော်ကားဘူးဘယ်သူမှလည်းမနှောက်ယှက်ဘူးအေးစေးနေတဲ့ပြည်သူတို့ကျွန်တော်စစ်သားထိပိုင်ဝင်မရှိဘူးကျွန်တော်တို့လုပ်တဲ့ဂိုင်းနေဆိုတာဘာလို့ဆိုတော့ရွာကိုဖျက်ဆီးတယ်နောက်ပြီးတော့တချို့ဘောပေါ့နော်ပြည်သူတို့တွေရှိတယ်အယောင်ဆောင်ပြီးဝင်လာတယ်စစ်အင်အားဘယ်လောက်ရှိတယ်ပြည်တဲ့ကိုသတင်းပေးတယ်အဲ့လိုကောင်မဆိုရှင်မထားဘူးကျွန်တော်တို့ကဒါကတော့မှန်တိုင်းပြောပြကျုံခဲ့ဘာဟိုဘက်ကပတ်စံပေးတယ်30လောက်ပေးတယ်စုံစမ်းတယ်စစ်သားပန်းပြောခေါင်းနဲ့ဝင်တိုက်တယ်အဲ့လိုကောင်မဆိုရှင်မထားဘူးဒီတက်ကောင်းတဲ့ပြည်သူတွေကျွန်တော်ကူညီခဲ့တာအများကြီးပဲဒါပါပဲဗျာအဲ့လောက်ပဲပြောပြပါ